ပုတ်ပြီးပေးလိုက်ပါကျေးဇူးတင်ပါတယ်ဖျော်ဖြေတင်ဆက်ပြီးတော့တော့ကျောင်းသားလေးများကိုသူ့ဝင်ကျေးဇူးတင်ရှိပါရခင်ဗျာ